စီမဆိုင်ကိုတော့ပါဗျာအစိတ်ရုပ်ရှင်စကားကြီးဟာအောင်မြင်ရေးရုပ်ရှင်ထုတ်လို့ရေးကိုနှစ်ပြည့်မှာဖတ်ရမယ်ရုပ်ရှင်စကားကြီးတကားလည်းဖြစ်ပါရဲ့ဗျာ congratulations ပါပို့ယူပါတယ်ဗျာအစိတ်ရုပ်ရှင်ကနာမည်ကျော်စာရေးဆရာမကြီးလွန်ထားထားစီးသက်တဲ့ရဲ့ရန်နာမည်ကြီးကျော်ကြားခဲ့တဲ့ဝိထုကိုကျွန်တော်ရုပ်ရှင်အဖြစ်ပြန်လည်ဆိုင်မှုပေါ်ပေါ်လာဖြစ်ပါတယ်။ဇာတ်ရုံးကလည်းကိုမိုးနီဖြစ်ပြီး join ကအကယ်ဒမီမျိုးမှာဆိုင်မှုပေါ်ပေါ်ပေးတာဖြစ်ပါတယ်ခင်ဗျာ။တော့ join ကမျိုးအနေနဲ့ပထမအကျုံးပြည်သက်တွေကြားမှာလူကြိုက်များကြော်ကြားခဲ့တဲ့ရုပ်ရှင်စကားကြီးများရှိပါတယ်။အဲဒါတော့ချူစီဖြစ်ပါတယ်ခင်ဗျာ။ဟိုချူစီမှာပါတဲ့သုံးဝင်လေးကဒါရလုံးလေးကိုပြည်သက်တွေမှတ်မိနေတယ်ခင်ဗျာ။အဲဒါကဒါရလုံးခုနကမှတ်မိတာမဟုတ်ဘူးမှတ်မိနေချက်တော့